လူတွေရတဲ့စကားပြောမတတ်တာတခုတည်းအတွက်နဲ့ဘလောက်ပဲစေနာထားပေးပါစေစကားပြောတာကိုပဲမှတ်မိပြီးကောင်းပေးတာကိုကြားတော့ဘာလို့မှတ်မိရလဲတဲ့ဘာလို့မိတ်နေကြရလဲတဲ့ဒါကလေဒါနောက်ပိုင်းဖြစ်တဲ့ကိစ္စတော်မများပါတော့အမကဒါလေးကိုမြင်သာထင်သာကိုပြရမယ်ဆိုလို့ရှိရင်လူအများစုကသူတို့ပုံဖော်ထားပြီးတော့သူတို့သတ်မှတ်ထားတဲ့လူတွေပုံစံတွေရှိတယ်ဥပမာကိုယ့်ကိုလည်းကိုယ့်ဘဝဝင်ကျင်အတိုင်းဝိုင်းကအရန်ချိုးတယ်အရန်စိတ်ထားကောင်းတယ်လို့သတ်မှတ်တဲ့သူရှိတယ်လို့ဟာလုံးဝတွားထီလို့မရအောင်အရန်စွာတယ်အရန်အပေါက်ဆိုးတယ်စက်ခနဲပြန်ပြောတယ်အဲ့လိုမျိုးသတ်မှတ်ထားတဲ့သူလည်းရှိတယ်အဲ့တော့အဲ့ဒါကသတ်မှတ်ခံလိုက်ရတဲ့သူပုံမှာမူတည်တာမဟုတ်ဘူးသတ်မှတ်လိုက်တဲ့သူပုံမှာပဲမူတည်တာအဲ့ဒီအချက်ကလေးကိုသိထားရဲဆိုလို့ရှိရင်အများကြီးနေတတ်သွားတယ်ရှင်းအောင်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဥမာအမအောင်ဆိုလို့ရှိရင်လေအမတငယ်ချင်းတွေအမပုံစံတစ်မျိုးသတ်မှတ်တယ်အမရုံးကအမရဲ့ team members တွေကအမပုံစံတစ်မျိုးသတ်မှတ်တယ်အဲ့လိုပဲအမရဲ့ clients တွေကအမပုံစံတစ်မျိုးသတ်မှတ်တယ်လူတိုင်းကလူတွေအားလုံးတပုံစံနဲ့ trick လုပ်နေတာမဟုတ်ဘူးလေနော်အဲ့တော့ဥမာအမရဲ့ team members တွေကအမကိုအရန်စုတဲ့ရုံကအမကြီးလို့သတ်မှတ်တဲ့သူလည်းရှိတယ်လို့အမတငယ်ချင်းတွေအမကိုအရန်စိတ်ထားကောင်းတယ်အမတို့ကိုအရန်ကူညီရလို့သတ်မှတ်တဲ့သူလည်းရှိအဲ့ဒါကအမပြောရမယ်ဆိုရင်သူနဲ့အမနဲ့ကြာ relationship နေဖြစ်နေတဲ့အခြေအနေတစ်ခုတွေဘာတွေကြောင့်လဲမူတည်တယ်လို့သူတို့ကိုယ်သတ်မှတ်တဲ့သူတို့ကသူတို့သတ်မှတ်လိုက်တဲ့စံနှုန်းပေါ်လဲမူတည်တယ်အဲ့ဒါကိုအမကလိုက်ပြီးတော့ပြောင်းလဲပေးလို့မရဘူးကိုကသူတို့ရဲ့အမြင်တွေပြောင်းသွားအောင်ကိုကလိုက်စူးစမ်းပေးလို့မရအောင်အဲ့ဒီလူကိုနိုင်ကကိုယ့်ပေါ်မှာပြောင်းတဲ့အမြင်ကိုယ့်ပေါ်မှာမြင်တဲ့အမြင်သူကိုယ်တိုင်ပြောင်းလဲမှရတယ်အဲ့ဒါကိုလက်ခံထားလိုက်တော်တော်လေးကိုအဆင်ပြေသွားတယ်ဆိုလိုချင်တာကိုကဒီပုံစံတိုင်းပဲလူတွေကပဲကိုယ်ပုံစံမျိုးစုံသတ်မှတ်လေးရှိတာအဲ့ဒါသိသွားရင်ပဲအများကြီးနေတတ်တယ်နောက်တစ်ခုကကြတော့စကားပြောမတတ်တာတစ်ခုလေးအတွက်နဲ့လို့ပြောလိုက်တယ်ပေါ့နော်တကယ်တော့စကားပြောမတတ်တာတစ်ခုလေးအတွက်ဆိုပေမဲ့အဲ့တစ်ခုကအရန်ကြီးမားအဲ့ဒါခံလိုက်ရတဲ့သူသိတယ်ကိုကတော့ပြောမတတ်တာစိတ်ရင်းကတော့ကောင်းပါတယ်ဆိုပေမဲ့လူတိုင်းကချွတ်ချွတ်တသားလေးပဲအပြောခံနေကြတာစိတ်ရင်းမကောင်းလည်းရတယ်ခံလိုက်ရမှသာခံလိုက်ရတယ်ဆိုပြီးអော်ကြတယ်လူတိုင်းကချွတ်ချွတ်တသားလေးပြောတာကောင်းကောင်းမွန်မွန်လေးပြောတာရင်ကြီးကြီးလေးပြောတာကိုပဲသဘောကျကြတယ်ကြိုက်ကြတယ်အဲ့တော့ကိုကစကားပြောမတတ်ဘူးဆိုရင်တက်နိုင်တဲ့လောက်ကမပြောမိအောင်ဆင်ခြင်မလားဒါမှမဟုတ်လို့ရှိရင်ရှောင်မလားဒါမှမဟုတ်လေအစကတည်းကကိုပုံမှန်လေးပြောပြထားမလားပေါ့နော်ငါစကားပြောမတတ်တာနော်ဒါပေမဲ့ငါဆိုလိုချင်တာတော့ဒါမဟုတ်ဘူးငါစကားပြောမတတ်တာနော်ဒါပေမဲ့ငါပြောလိုက်တဲ့အဓိပ္ပာယ်ကဒါမဟုတ်ဘူးအဲ့လိုမျိုးစကတည်းကကြိုးပြီးဒီကြရတယ်ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေတယ်ဒါကအမအဆင်ပြေနိုင်ချေရှိတဲ့နီးလန်းလေးတွေပေါ့နော်နောက်တစ်ခုကကြတော့ကိုကကောင်းပေးခဲ့တဲ့နဲ့တစ်ဖက်လူကကောင်းပေးတာမမြင်ဘူးဆိုတာလည်းပါတယ်အဲ့တော့ကိုကကောင်းပေးခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာကောင်းပေးခဲ့တယ်ပြီးသွားပြီသက်စောပဲငါကောင်းပေးခဲ့တာကို तू မမြင်ဘူးလို့ငါကောင်းသလို तू ပြန်မကောင်းဘူးလို့ဘာမှလည်းတွေးနေစရာမလိုသလိုဘာမှလည်းမျှော်လင့်စရာမလိုဘူးအဲ့လိုမျိုးနေတာကကို့အတွက်အရန်ကောင်းတယ်အရန်လဲစိတ်ပေါ်ပါတယ်မဟုတ်ရင်ကိုကောင်းပေးခဲ့တဲ့လောက်သာလူတွေရှိရပြန်မျှော်လင့်ရကြေးဆိုရင်ကိုပဲပြင်မှန်းမှာအဲ့တော့ကိုကောင်းပေးခဲ့တယ်โอเคပြီ तू ကိုပေါ်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ तू ကိုပေါ်မှာကျေးဇူးတိတတ်သည်ဖြစ်စေမတိတတ်သည်ဖြစ်စေပြီးသွားပြီအဲ့လိုမျိုးလေးတွေးလိုက်တယ်ဆိုလို့ရှင်လဲကိုတော့ကအများကြီးနေရထိုင်ရတာအဆင်ပြေတယ်လို့ပဲအမားတို့ယုံကြည်ပါတယ်ကဲအဆင်ပြေကြပါစေ